လုံးအားလုံးပဲမင်္ဂလာပါကျွန်တော် YouTube channel ကကြိုဆိုလိုက်ပါတယ်ဗျာနော်ဒါကတော့ကျွန်တော်ရဲ့ daily vlog လေးဖြစ်ပေါ့နော်ဒါကကျွန်တော်ရဲ့မနေ့ပိုင်းစက်ခွန်ကဖြစ်စီမဲ့လေ့ကျင့်ခြင်းလေးပေါ့နော်ကျွန်တော်အခုလက်ရှိထိုင်းနိုင်ငံမှာရောက်နေပါတယ်ဖြစ်ပါတယ်ကျောင်းမျိုးကြောင့်နော်ကျွန်တော်ကငကိုတဲ့စက်တစ်ခုစီဒီမြန်မာနိုင်ငံလုံးဝမသွားခြင်းဒါပေမဲ့အချင်းတွေကြောင့်အကြောင်းမျိုးကြောင့်နော်ခက်ခဲတွေကြားနေရောက်ရှိလာတာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်မြန်မာနိုင်ငံမှာနေရတာလုံးဝမပြောပါဘူးလို့ဖြစ်တော့ကိုလွတ်ချင်တိုင်းမလုပ်ရဘူးကိုဖန်နေချင်တဲ့အရာတိုင်းဖန်နေမြန်မာနိုင်ငံမှာဆိုတော့မြန်မာနိုင်ငံတမတ်ကျတွေရှိရဲဥပဒေတွေရှိတယ်ကိုလိုက်နာရတယ်ကိုလွတ်ချင်တဲ့လုံးများကိုလွတ်ချင်တဲ့ဆန္ဒရှိတယ်ကိုနိုင်ငံလူမျိုးမဟုတ်တော့ကိုလွတ်ဆန်လုပ်လည်းမရပါဘူးကဲနောက်တစ်ခုကတော့ကိုနိုင်ငံမှာလည်းကိုလက်ရှိကဘာမှလုပ်လို့မရပါဘူးနော်ရှေ့ရနာစင်ရဲ့အကြောင်းမျိုးကြောင့်နော်သူတို့ရဲ့ဖိနှိပ်ချုပ်ချယ်မှုတွေကြာမှာကျွန်တော်လူငယ်တွေကအနာဂတ်ပြောက်ပြီးတော့လုံးဝလမ်းစာပြောက်နေကြတာဖြစ်ပါတယ်လမ်းစာပေါ်တဲ့လူတွေတိုင်းလည်းကိုယ်မှရှိတော့ဖန်နီးနိုင်စွမ်းမရှိပါဘူးသူတို့ကအလုံးစုံထိန်းချုပ်ရတဲ့အတွက်ကြောင့်နော်ကျွန်တော်ပြောချင်တာကကျွန်တော်အဓိကပြောချင်တာကဘာပဲဖြစ်စိတ်တမကြပါနဲ့နော်ဘလို့ပဲအကြောင်းမျိုးပဲကြောက်ဘလို့ပဲရအဓိကကျွန်တော်တို့မှာတခုကစိတ်သက်ပြင်ဆင်ရမှာကငါမှတင်ယူဖို့ခွင့်ရတဲ့လူပဲမှတ်ပါလို့ကျွန်တော်တိုက်တွန်းချင်ပါတယ်ဒါကကျွန်တော်မြင်လက်ရှိမြင်တဲ့မြင်ပေါ့နော်ကျွန်တော်လည်းမြန်မာနိုင်ငံမှာနေရအောင်ပြောပါဘူးနော်ကျွန်တော်လည်းဒါပေမဲ့ကျွန်တော်တခုပဲသတ်မှတ်တာပဲဒါကိုလေးလာတင်ရမယ့်အချိန်ပဲလို့ကျွန်တော်ဆုံးဖြတ်တာပါတယ်အကကိုလိုရတဲ့ skill တွေသင်မယ်လိုရတဲ့ပညာတွေလေ့လာမယ်နော်ကိုအတွက်လိုအပ်တဲ့ skill တွေကိုလည်းပဲမြင့်မှာပေါ့ကဲအားလုံးပဲစိတ်တမကြပါနဲ့နော်ဘယ်လိုကြောင်းပြဘယ်လိုပဲထိုင်းနိုင်ငံရောက်ရှိနေတဲ့လူငယ်တွေပဲဖြစ်ဖြစ်ဘယ်နိုင်ငံတခြားနိုင်ငံတွေကိုရောက်ရှိနေတဲ့လူငယ်တွေပဲဖြစ်ဖြစ်နော်ကိုမှတင်ရမယ့်အချိန်ရှိရလို့ပဲတတ်မှာပါဒါပေမဲ့ကိုလုံးလို့ရရင်လုံးနိုင်စွမ်းရှိရင်တော့လောက်ပါလို့ကျွန်တော်တိုက်တွန်းချင်ပါတယ်နော်ကိုရဲ့အိမ်မက်တွေနော်ကိုရဲ့ဝါသနာတွေနော်ကိုလုတ်ချင်တဲ့လုတ်နော်လောက်ပါကျွန်တော်လက်ရှိမှာကျွန်တော်ဘာမှလုပ်လို့မရသေးဘူးနော်လက်ရှိမှာကျွန်တော်မှာမြန်မာနိုင်ငံမှာဆိုတော့နော်ကိုလိုရတဲ့စားစတိုင်းပြည်စုံပြီလို့လဲလုပ်လို့မရသေးပါဘူးကဲကျွန်တော်ဒီဗီဒီယိုကဒီလောက်ပါပဲနော်နောက်ပြီးမှပြန်တွေ့ဆုံမယ်အားလုံးပဲရှင်းပေးကြပါစေ